ကြာတယ် ဟုတ်ဆရာ ဟုတ်လား ဆရာစားရဗျာ ကိုးစားတာပါ ဆရာဘိုးစကိုင်းဘီယာမရှိဘူး ရှိပါဟာမင်း မရှိဘူးကျွန်တော်ဂျီအန်ဂျီမှာတော့ရှာတာဆရာအဲ့ဒါမကိုရှိတယ်မြန်မာရှိတယ်တူးဖို့ရှိတယ်စကိုင်းဘီယာမရှိဘူးတဲ့ အော်ဘာလို့လဲ ဂျီအန်ဂျီမှာလေ အော်အယူကငါလုံးချလိုက်ဦးမယ်လို့စကိုင်းမီယာကထိုင်းမျိုးပြောတာ မသိဘူးလေဆရာကျွန်တော်မတော့ဆိုတာမရှိတဲ့ကိစ္စဘူး သူညင်းတယ်သင်ပြအောင်မယ်နော်ဆရာနော် အများကြီးတင်ပြ အော်အဲ့ထိုင်းတော့အမထွေးပါလား အဲ့လိုဘယ်ချွေးတော့ မင်းကလေ မင်းကအဲ့မင်းကကိစ္စပြောမလို့မင်းတာ ပါ အဲ့ဆိုင်အတော်ကြီးပြောတယ်ဆရာသူကစိတ်နဂါးရှိတယ်တဲ့ရွှေနဂါးရှိတယ်တဲ့အဲ့မင်းနဂါးကမရှိဘူးတဲ့ဆရာဝက်ပြေခေါ်ဒီလေးပြောင်းတော့မှာ အေးအဲ့လေချိုးပြီးဖြောတော့ကောမှာဟာရှစ်ဟာ တဲ့ကုန်းတော့မှာပဲအဲ့ပြောနေရလေမင်း ငါမျိုးအချိုးရွယ်ခိုင်းတာမင်းပြောတာချင်းစင်ခွေတွေဖြစ်နေတယ် ဟာမသိဘူးလေ ဟောစင်မပြေပါဘူးလို့ဆရာရဲ့ဟာလို့ကြောင် တွေ့ ညာ ဆရာကြီးတော့တောက်ချင်နေပြီကွာ အဲ့တော့ လူလို့ကွာဟိုပါပေါ့အရက်ဆိုတာတောက်တဲ့ဈေးကွာ ဩ တော့တော့ သူတင်မင်းမှာပေါ့ကဲဟိုမလေးနဲ့ရောတိုက်တာအော်ချိုး ချိုးတာ နေနော်ဆရာကုံတင်ပေးတာ ဟုတ်လေတောက်ချင်နေပြီ အဲ့တော့ ရွှေ့လိုက်တော့ တပိတ်ရ ရွှေ့လိုက်တော့ အားစာနေ အာ အေးအဲ့တော့ဘာဘူးလဲရှစ်ပြီမယ်တပိတ် ရာ တပိတ်ကြီးကိုပြောတဲ့ရှိတာကလူရှင်တော်အဆက်ကွဲရဆိုင်ကနော် ဆရာဝဲနဲ့လုံးမလို့လား လုံးနဲ့လောရမယ်လေဟာရမဟုတ်လေစပီးခွဲတွေပါကုန်ပြီရဟုတ်အရက်ဆိုတာရက်ဆိုင်မှာမရရင်ခွဲရမှာရှာ ဝဲမှာရှာ ဟုတ်နော် ဆရာတော့ရှင်လို့ ပင်ရဘသူတင်ပေးတာလေ ဆရာတင်မိလားလေ ဟုတ်တော့တပိတ်နော် ဆရာတင်မိ ရှိလိုက်တော့ ဆရာတော့ရှင်လို့ ဒါပဲ ဖြစ်ပြီဖြစ်စေရမယ်တမေကြီးညာပလီယာစာကတီဗီက အဲ့ပါတချင်းနေဆိုပဲ ဟာပဲ ကျေစင်လို့လာမယ် ဟာလို့မဟုတ်လို့ မဟုတ်လေမားလေ ဟောမောနေတယ်လေးချီရလေဟိုကလေ KB လေးချီရ အဲ့မှာလည်းတောက်လို့စားလို့ရတယ်တမေကြီး အော်အဲ့လေလောက်ပါ တမေကြီးဆရာဘာတူလဲ ဆရာလေး တမေကြီးကိုကပညာသူတင်ပေးရလေ ဆရာပေါ့ တမေရွှေ့လိုက်တော့ဆရာတောက်ရှင်နေပြီ ငါပဲလားငါတော့ချင်တာလေ အဲ့လေ ငါပဲလား ဟုတ်သွားလား ရတယ်လေ နော် ဗာတက်နိုင်ပါလေ ဆရာပဲလေ ဒါပေါ့ အဲ့တော့ဆရာနိနာခံတဲ့အနေနဲ့လွယ်မှာကွာဆရာပဲသွားဝယ်လိုက်တော့ ဆရာကောင်း နော် ဆရာကောင်း ဆရာပဲသွားဝယ်လိုက်တော့ မရဘူးလေတမေကြီးရဲ့အထက်မှာဆရာကြီးရှိသေးတယ်လေဆရာဆိုတော့တမေကြီးကတမေကြီးဆရာကြီးတော့ဆရာကြီးပဲဆိုတော့ထိုင်နဲ့လာပြီးဖြစ်ရင် အေး ဘာကြီးနဲ့မှမကလည်းချစ်ဆိုရမယ် ဆရာကြီးတော့ဆရာကြီးပဲအထာကြီးနဲ့လာပြီး ဩ တချင်းလေးပါလေးစို့ အဆူစားနေဘယ်တော့လဲဆရာဟုတ်တယ် တပည့်ရဲ့အပေါ်မှာဆရာကြီးရှိတယ်ဆရာပဲနဲ့နာခံပြီးတော့ဝယ်မှာဗောတပည့်ကြီးက မြောက်လီမြောက်လီ အာဘာလို့လဲမလို့ ဆက်ဆယ်ကြီးရဲ့အထက်မှာဆက်ဆယ်ရှိတယ်လေ အာဆရာကြီးရ ဆရာကြီးတော့ဆရာကြီးပဲနော် အာမင်းချင်းစုံလို့လား မဆိုတော့ခုနဆိုပါ ဟေး အနစ်နာခံရခြင်းတူတူဆရာကောင်းပီတာဆိုတာ ဆရာနဲ့ခံလိုက် ဟောဆရာပဲတော့ဝယ်မှာ ဆရာတော့ပဲလိုက် โอเค နော် ရောက်လေ ရပြန်ဘူးလား ဟာလို့မရဘူးလေ ဘယ်လိုလုပ် ဆရာရဲ့ထက်မှာဆရာဒါကျကိုခိုင်းရမယ် အေးကွာဆရာရှိရှိတယ် အဲ အဲ့ဆရာရှိရှိတော့နိနာခံလိုက်မယ်နိနာခံပြီးတော့ဝယ်လိုက်မယ် ဘူးကဲလဲနေပုတ်လေ ငါရှုပ်နေပြီနော် ခဟိုဆရာတော့ဆရာပဲ ဆရာလေး ဆရာကကျွန်တော်တင်ပြီးတော့ကျွန်တော်တပည့် ဟုတ်တယ် ကျွန်တော်ဆရာ ဆရာဟုတ်တယ် ဒါပေမဲ့ तू ကတင်ပြီးတော့ကိုဆရာရဲ့ဆရာ तू ပြန်ဖြစ်သွားတယ် ဆရာပဲလေ သူဆရာဖြစ်သွားတဲ့ခါမှာကျွန်တော်တပည့်ဖြစ်နေတယ် तू က ဟုတ်တယ်အဲ့ဒါဟုတ်တယ် ကျွန်တော်တပည့်ဖြစ်နေတော့ကျွန်တော်ဆရာပြန်ဖြစ်တယ်ဗျာကျွန်တော်ဆရာပဲမဲ့ဒီတပည့်နဲ့ဆရာဆိုပေမဲ့ကျွန်တော်ရဲ့ဆရာပြန်ဖြစ်ပြန်အောင် ဟုတ်တယ် ဆရာကသူ့ပြန်ဆိုတော့ तू တပည့်တပည့်နဲ့ဆရာနဲ့ပဲကနေပြီးတော့ဆရာကြီးကနေဆရာတပည့်ကနေတပည့်ဆရာကိုဒီလိုတောင်းဝင်တဲ့ခါကျတော့ဆရာကြီးတော့ဆရာကြီးကွာဟုတ်လားဟိုဆရာမရှုပ်နဲ့ အိုးရှောင်းရှင်းနေရမယ်